ကိုသုံးမချဘူးလို့ထင်နေတဲ့စိတ်တခါတလေအဆဆရာဘာတစ်ခုမှအစင်မပြေလို့စိတ်တွေညစ်စိတ်တက်တွေဆုံးထိကြပြီးမွန်းကျက်နေတဲ့အခါမျိုးမှာငါတကယ်ပဲအသုံးမချသေးပါလားဆိုပြီးကို self esteem ပျောက်ဆုံးနေတာမျိုးတွေဖြစ်ဘူးလားဥပမာကျွန်တော်ဆိုစာဖတ်ရတာအင်မတန်ကြိုက်တယ်စာရေးတာဝါသနာပါတယ်ဒါပေမဲ့တခါတလေဘာထားဖောက်လဲဆိုရင်ငါဘာလို့အားနေစာရေးနေရတာလဲသွားအချိန်ကုန်တယ်ဘာစားမှရေးမနေတော့ဘူးဆိုပြီးအဆိုးစိတ်တွေခဏဝင်တယ်တချို့လည်းပဲအဲ့လိုမျိုးဖြစ်ဖူးပါလိမ့်မယ်ကိုရက်နေတဲ့နေရာကိုမတော်တဆစိတ်ကုန်လာတာကိုလုံနေရဲ့အလုပ်ကိုလုံနေရင်တန်းလန်းညီးငွေလာလို့စိတ်ဖြောက်လက်ဖြောက်မလုံနိုင်တော့တာစားတဲ့အခြေအနေမျိုးတွေအဲ့ဒီလိုအခြေအနေမျိုးမှာငါမှဘာစကေးမှမရှိဘူးလုံနေလဲအပူပဲမထူးဘူးငါအရင်ကတည်းကဒီလုပ်ကိုမရွေးချယ်ခဲ့တဲ့ဘူးတခြားဟာတစ်ခုပြောင်းလုပ်ခဲ့ရမှာဆိုပြီးကိုအားမလို့အားမရဖြစ်နေမိတယ်ပြောမယ်ဆိုကိုတန်တရားတွေခါဝင်ပြီးကိုတန်မိုးထားတဲ့စိတ် self esteem တွေတဖြည်းဖြည်းနည်းလာတယ်ပေါ့ဆိုတော့ဒီလိုမျိုးအဆိုးတွေဝင်တတ်တာကို imposter syndrome လို့ခေါ်တယ်မြန်မာမှုပြုရရင်ကိုသစ္စာဖောက်နေမိတဲ့စိတ်အတန်ထွက်ကိုကြတော့ imposter syndrome လို့ထွက်နိုင်တယ်ဒီလိုစိတ်ကလူတိုင်းနီးနီးဖြစ်တတ်ကြတယ်လို့လေ့လာမှုတွေကဖော်ပြတယ်တာမန်လူကအစနာမည်ကြီးဆယ်လီတွေအဆုံးဖြစ်လိရှိကြတယ်အမေရိကန်သမ္မတဟောင်းအိုဘားမားရဲ့မိန်းမမီရှဲအိုဘားမားမင်းသားကြီးဒေါ်မဟန်နာမည်ကြီးဆိုတော့လေဒီဂါဂါတို့ဆိုလဲအဲ့လိုဖြစ်ကြတယ်လို့ဆိုတယ်အရင်ကဆိုအမျိုးသမီးတိုင်းလူဖြစ်ကြတာများတယ်အမျိုးသမီးတွေမှာသူတို့အိမ်တောင်ကြီးသူတို့လုပ်နေရဲ့အလုပ်သူတို့ဘဝသူတို့ရဲ့ရည်တည်ချက်သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီးတော့ကိုတန်တရားပြန့်ဝင်တာငါဘာလို့အိမ်တောင်ပြုခဲ့ရတာလဲငါအပြူကြီးလုပ်ခဲ့ရမှာစသဖြင့်စိတ်ဖောက်တာပေါ့ဒီဘက်ခေတ်ရောက်တော့အမျိုးသမီးတွေပဲမဟုတ်တော့ဘူးအမျိုးသားတွေမှာပါ imposter syndrome ဖြစ်လာကြတယ်။ဗျမ်းမြအသက်18ကနေအသက်64နှစ်ထိဖြစ်ကြတယ်လို့ဖတ်ရတယ်။ imposter syndrome ဖြစ်တဲ့လူအများစုကိုကြည့်လိုက်ရင်အပြင်ဘက်မှာသူ့နေရာနဲ့သူအဆင်ပြေနေအောင်မြင်နေကြော်ကြားနေကြတာကြီးပဲ။ဒါပေမဲ့သူတို့အခုလိုမျိုးအဆင်ပြေနေတာတော်နေတာကျွမ်းကျင်အောင်မြင်ကြော်ကြားနေတာတွေကစူးစမ်းခဲ့လို့မဟုတ်ဘူး။ကံကောင်းလို့ရတာ။သူများအဆင်ပြေနေရကြတော့သူတို့ကြိုးစားလို့သူတို့နဲ့ထိုက်တန်လို့ရတာငါပဲကံကောင်းထောက်ပါတာဒီလိုအတွေးတွေနဲ့ကြောင်ချောက်ချားလိရှိကြတယ်ကိုအသက်ရှူရကြအောင်နေနှစ်ထားလိရှိရကိုနဲ့ position ချင်းတူအလောက်ကင်ချင်းတူနေပေချင်းတူရလက်ကောင်းနေပိုင်ဆိုင်ထားကြတာချင်းတူသူဟာတကယ်တော်တာငါဘာမှမဟုတ်ဘူးဆိုပြီးကိုနှိမ်ချပြီးနေတာမျိုးမဟုတ်ဘဲကိုနှိမ်နေနေတာပြီးရင် imposter syndrome ဖြစ်စေတဲ့အကြောင်းတရားတွေမှာသူများနဲ့သွားနှိုင်းရှင်တဲ့စိတ်လဲပါဝင်နေတယ်။ social comparison သွားလုပ်နေတာပေါ့။သူများပျော်နေတာမြင်တော့သူတို့ပျော်အောင်နေတတ်လိုက်ကြတာ။သူများနေရာကောင်းရနေရာတွေ့တော့တော်လိုက်ကြတာ။ငါသာဆိုသူတို့လူဖယ်ရမလဲ။သူတို့လူမှမတော်တာမတက်တာ။အဲ့ဒီအခါသူများနဲ့နှိုင်းရှင်ပြီးအတွင်းစိတ်ထဲမှာတိမ်ငယ်စိတ်တွေယူဆင်းလာပြီ။ social media ခေတ်ကြီးဆိုတော့ပြောဖို့တော့မလိုဘူးသူများကြောင့်ဆက်စုမိမယ်ဝင်ကြည့်မိမယ်ဝင်ကြည့်လိုက်လို့သူကကိုထက်သားနေပြီလို့စိတ်မှာမှတ်ရင်တိမ်ငယ်စိတ်အားငယ်စိတ်ကိုအသုံးမချဘူးဆိုတဲ့တန်တရားစိတ်နဲ့ပြန်မြင်မယ်တကယ်ကိုဘဝကသူတို့ဘဝထက်အဆင်ပြေခြင်းပြေနေလောက်တယ်ဒါပေမဲ့အဲ့ဒါကိုမှမိသွားတာသူများဘဝကိုအပေါ်လို့မြင်ပြီးကိုဘဝကိုတော့အကျလို့လက်ခံထားတာကိုတော်တာကိုထက်မြက်တာကိုစူးစမ်းလို့ကိုနဲ့အမှန်တကယ်ထိုက်တန်လို့ပိုင်ဆိုင်ခွင့်ရတာဆိုပြီးမမြင်ဘူးကံကောင်းလို့အမတ်တမဲမလွန်အဆင်ပြေနေတာတကယ်တော်နေလို့မဟုတ်ဘူးအဲ့လိုမတော်တာကိုလည်းသူများတွေပဲကြီးတည်သွားမလဲဒီလိုမျိုးစိုးရိမ်ပူပန်မှုနဲ့ကြုံရရင် imposter syndrome ကိုရင်ဆိုင်နေရပြီလို့ပြောလို့ရတယ်ဒါဖြင့် imposter syndrome ဖြစ်နေရင်ဘယ်လိုလုပ်လို့ရနိုင်လဲဘယ်လိုနည်းနဲ့ဖြေရှင်းမလဲနောက်ပြီးဒီလိုဖြစ်တာမျိုးကိုအခုတည်းကယောဂါဆိုပြီးမသတ်မှတ်ကြသေးဘူး။စာတမ်းအများစုကတော့ပုံမှန်ကြုံရတတ်တဲ့စိတ်ဖြစ်စဉ်တစ်ခုလို့ပဲပြောထားတယ်။ဆိုတော့တက်တလောက်မှတ်တလောက်အကြံပေးရရင်၃ချက်ပဲ။
သူများနဲ့နှိုင်းရှင်တာကိုလျှော့ပါဒါမျိုးဖြစ်နေတဲ့အခါမှာလေကိုတယောက်တည်းကြုံနေရတာမဟုတ်ဘူးဆိုတာကိုသတိရပါကိုအစဉ်ပြေနေတာဟာကိုနဲ့အမှန်တကယ်ထိုက်တန်လို့ထူးချွန်လို့အကောင်းဆုံးပေးဆက်လို့ရတာဆိုပြီးကိုအမှတ်ပေးပါအနေနဲ့အများတော့စိတ်သက်သာရလာပါလိမ့်မယ်